이거 하나만. 야 먹어봐. 이제 먹는 차고. 아이, 호라이. 이거 빼네. 예. rồi mà mình cái mang cái chè được cái ta đỏ sao ra mày quá mùi chú lý nè hả mạ mùi gì mạ mùi gì mà cái mà lên cái bìa rồi mà pin này mà sao nó mà cái mà để pin này đi ra à bi mà mùi mùi về mà vẫn lông này ấy mà bé mù bé lại bia mày đây là mù về mặt tao lông đi mà pi lẽ sao gì biểu nó cái pi sao gì biểu cái pi sao gìជួយmẹ cái mà lên cái pi chứ mà à bên này à sao bảo giật vào Abi ba. lên mình muốn ăn chứ Abi. Abi ya. ok nghe gì nữa tụi nhá để mua xả ra này to rồi mà to tức là xả này là đi mà gì đã nên là sẽ về tức là mua gì đã mà bao được không mà tí lên mà bao tôi là đã ấy mà mà thiên tôi là ô bé mà tôi xả giảm nó to rồi mà thì mà ngốc đi po lại mà ngốc đi po lại mà tôi bố bé tôi là miếng ra là thì máy mà nhưng mà nông đây không mà nông người ta đi lấy pia mày từng cái gì pia mày thì mà lấy thì có rồi mà thuê này đâu thì có rồi nấu lại mày tôi cũng nấu đi mà bao mày thì phổ như thế là hay đi mà tuy giờ là mù bé mà mù xè một mà chứ bé mà to mà xả này được mà thế là mù bao rồi ta rồi nó mình phiền tới xa luôn lại ra thì easy vậy tụ bao rồi nè à cô luôn đo cho và hú mà hú thêm mà lại bao thế là mà thép bia mày bao ra mà bao là đây em hú nó bé đây mà tí chị mà bao nè thì mà ăn ngốc để mà thép bao thì mà ăn ngốc tôi là chứ mà ta em mà bao này đây em mà đom hú
စပချီအောက်မှာတွေ့လားမြင်လားတကယ်ချင်းလို့မြင်လားဒီဘက်မှာဟိုထဲအောက်မှာလည်းရှိသေးတယ်ဟိုမှာလည်းပေါက်နေသလားဒီမှာပေါက်နေငုတ်တွေ့လားနာမပေါက်ပါတယ်နော်ဘယ်မှာသွားမရှာနဲ့ဘယ်မှာသွားမရှာအိမ်မှာအေးစီလေးပဲအသာလေးပဲမလေးဒီမှာတကယ်ချင်းလို့ဒီမှာခုနကတော့ကျွန်တော်နင်းမိတယ်တန်တော့ပြောကနင်းမိသွားတယ်မှာဒီမှာကြည့်လိုက်အောင်ရှိုးလိုက်အောင်ကြည့်လိုက်အောင်တကယ်ချင်းလို့အုပ်ထားမယ်နားလည်းအုပ်ထားမယ်မအုပ်ထားတော့မရဘူးဒီမှာအဲ့တော့ကွဲလိုက်မှာတို့မြန်ထွက်လာကြတာဖုံထားလိုက်အောင်ဒီမှာမြင်ရလားမသိဘူးမဖွင့်တာပဲဖွင့်လိုက်မယ်တွေ့လားအမမူကဲတော့ထပ်ပြမယ်ကြောင်ယူကြောင်ရတယ်မှာတွေ့လားမတွေ့ဒီမှာသူပေါက်နေမှာဒီမှာငုတ်တွေ့လားမူကြီးချက်စားမယ်ဗျာနော်မူကြီးဒီမှာစပါကြီးကျွန်တော်တော့ရမှာဆိုစပါကြီးအော်မာဟိုအောက်မှာမြင်လားမသိဘူးဒီမှာအော်မမြင်အငုတ်လေးတွေ့လားတကယ်ကြီးဟိုမှာမနေ့တော့သွားနှက်ရမယ်ဒီထင်းပုံကြီးထင်းပုံအော်မနေ့နှက်ရအောင်မယ်ထင်းပုံမနေ့နှက်ရအောင်မယ်တကယ်ကြီးတို့ဒီမှာလည်းရှိရတာဒီမှာလည်းအငုတ်တေးလေးတွေ့လားတဲ့မပြတ်မှာထင်းပုံကြီးဒါထင်းပုံကြီးတွေ့လားထင်းပုံကြီးဒါစပကြီးပါနော်စပကြီးညလည်းကြည့်လိုက်အောင်လက်မြင်ရကြည့်လိုက်အောင်နော်ကဲစနှုတ်ပါပြီဗျာမနှုတ်ပါပြီဟိုကတော့ပြပြလေးအမြင့်ကနေပါနှုတ်ရသလားပါနှုတ်ရမမြင်ဟုတ်ပြန်မထွက်ဘူးသူအမြင့်ထိမယ်အောင်အမြင့်ထိမယ်ဒီချာနေနှုတ်မှာမโอเคအောင်မှာဒီမှာလည်းတပုံပါဒီမှာလည်းပေါက်နေတာအိုးမတန်လူတန်စားအေးချိုးပါပြီနမောကြည့်တယ်ချက်စားမယ်တဘာဝပဲဒါတဘာဝပြီးတာလက်ဆောင်တဲ့โอ้ဈေးထဲမှာတမန်ရောင်းတာหมูတပွင့်ကိုหมูတပွင့်တော့ပြီးသွားပြီหมูတပိတ်တာကို8000နဲ့ဘယ်တော့ဝယ်စရာမလိုဒီတောမှာဝယ်စရာမလိုပြီးပြီဒီကောင်လေးကတော့နှုတ်မယ်သူကတော့မကြီးနိုင်တော့တဲ့ကောင်ကနှုတ်ရမယ်ဒီကောင်လေးတော့အပွင့်တော့မရှိတော့ဒီဘက်ကောင်အဲ့ဒါကြက်တွေလာရက်တာကြက်တွေကတော့ရမှာကြက်တွေဆိုတော့မွေးတာဒီကောင်လေးလည်းအပွင့်ဒါဆိုတော့မကြီးနိုင်တော့သလားတီတီလေးပိတ်တီတီလေးငါဖောင်ယူပြီးနှုတ်ရမယ်ဒီနေ့ဖဲမဒီကောင်ဆိုမနေ့ဖဲမနှုတ်ရမယ်ဒီကောင်ဆိုတော့မနေ့ဖဲမနှုတ်ရမယ်ဒီကောင်တော့ဒီကောင်ဆိုတော့ဖုတူကြီးဘာပုံပေါက်လဲမသိဒီကောင်ဆိုလဲကြည့်လိုက်မှာဘာပုံပေါက်လဲဘာပုံပေါက်ဒီကောင်ဆိုတော့ပွင့်သွားလို့ခေါ်တော့ထိတ်ပွင့်သွားခေါ်အဲဆိုရင်မရတော့မကြီးတော့ရှည်လမျိုးကြီးဟိုအောက်ထဲမှာတော့နှိုက်ရဘူးကနှိုက်လဲမနှိုက်ရဘူးနီးမိမှာကြောက်လို့ဒီမှာအဖိုးလေးတပုံကြီးဒီမှာတပုံကြီးရှိတယ်ထွက်လာတာချင်းကြားတွေကိုကြည့်လို့အပချင်းကြားအောက်မှာလည်းတပုံကြီးပါအဖိုးစီလေးတွေတပုံကြီးပါ
အဲ့ဒီအထဲအောက်ကဟာဘယ်လိုနိုင်ကောင်းမလဲမသိဘူးဖြူလေးဘယ်လိုနိုင်ကောင်းမလဲမသိဒီမှာလည်းတစ်ခုဒီမှာတွေ့လားတကယ်ချင်းတို့ရေဒီမှာတကယ်ချင်းတို့ရေဒီမှာဒီအောက်မှာလောက်စလုံးလေးကြာနေအောက်မှာမဖွင့်ပြတော့ဘူးပြင်ပြအောက်မှာလည်းရှိတယ်ပြင်ပြအောက်အတားလည်းဖွင့်ကောင်းမယ်ပြင်ပြအောက်မှာလည်းရှိတယ်ဒီမှာတကယ်ချင်းတွေ့လားတကယ်ချင်းတို့တွေ့လားဒီမှာအတားလေးထားလိုက်မိုးကဒီအုပ်လိုက်ဟိုစားဖြစ်လိုက်ဆိုမိုးထွက်လေပြင်မှာတော့ကြည့်လိုက်မယ်ပြင်ရတော့မရှိဘူးဒါဆိုဒီနေ့စပတ်ချီဆိုတော့ကျွန်တော်တို့ဟိုစားဒီဥမာပေါ့စပတ်ခုနေပေါ့ကြာတော့ချလိုက်တဲ့တော့အဲ့လိုဖြစ်တော့မိုးပြင်းဒီကောင်ဆိုအုတ်ထားမှရတော့မယ်မအုတ်ထားရင်ကြက်တွေပါလားခိုင်းကြက်တွေပါဒီမှာကြက်တွေပါလေကုန်လာပြီးတော့ဥစားပြည့်သမျိုးစီရယ်အိုးဟိုမှာတော့မိုးပွင့်နေမှာတနာသမျိုးစီရယ်ဒီမှာကြက်တွေရက်ထားတာဟိုးဒီမှာဥထားမရမယ်အုပ်လည်းမကွာကဲစေးနည်းနည်းလေးရှုနေသူရှုနေရှိတယ်မြေကြီးတွေနည်းနည်းလေးစီရင်သွားအောင်ခဏလေးစိန်ထားလိုက်မယ်ထောင်းချတော့အားမရလို့မထူတော့ဟာလေလောင်းချရမယ်အေးရောအဲ့ဒါနည်းနည်းလေးတူးစားရတယ်3-5ရက်စားတော့အေးစီးသွားပြီးပါရေခဲတိတာမှလည်းထည့်လိုက်ရတယ်ဟိုငုတ်တွေကတော့မနှုတ်သေးဘူးရှိပါသေးတော့ကဲပထမတော့ချက်စားဖို့မယ်ကဲမူကတော့တချို့မူတွေကဓာတ်နဲ့လီးတယ်ဒီမှာလီးရမလို့ဗျနော်ကျွန်တော်တို့မလို့ဆိုတော့စုပ်တန်နဲ့လေလီးတမျိုးကောင်းတယ်ဗျလီးကောင်းတယ်စုပ်တန်လေးနဲ့ဆိုတော့စီပြေးတယ်ဗျာစုပ်တန်လေးနဲ့ဆိုအစီပြေးတယ်အဲ့ဒါဆိုရှုနေပါလေဒါပြောင်းသွားပြီပြီးတော့မှဒီကောင်ဓာတ်နဲ့တစ်ချက်ပြန်ခွဲဟိုဒီမှာစုပ်တန်နေတာဒါစုပ်တန်ဆောင်ထားရတာမူခဏရုပ်လို့စုပ်တန်လေးဆောင်ထားဒီလိုမျိုးအဲ့လိုမျိုးလေးတွေဒါတချို့လူမူလီးပလိုက်တယ်အဲ့လိုမျိုးလေးဖင်အဲ့လိုလီးပလိုက်တာတမျိုးကောင်းရင်နော်အဲ့ဒါလီးစရာမလိုဘူးတလားဒီမှာစုပ်တန်လေးရှိတယ်စုပ်တန်လည်းမရှိဘူးနော်တပုတ်တန်နဲ့ပဲဟိုသွားတိုက်တဲ့တပုတ်တန်နဲ့ပဲဗျာရှာဝဲမနေတဲ့တပုတ်တန်လည်းချလဲရတယ်အဲ့ဒါဆိုပြီးဒီမှာအဲ့ဒါပြီးချဘာမှမလုပ်ပြင်းနဲ့တနည်းမှတစ်ခါပေါက်တဲ့မုံမှာစိုက်တဲ့မုံမဟုတ်တနည်းမှတစ်ခါညှိတိုင်းတော့စားရတာပေါ့ဗျာနော်အဲ့ဒါမုံဟင်းလေးချက်မယ်အဲ့လောက်အများကြီးပဲဗျာဟင်းလေးနဲ့တော့ဥစားမဖြစ်ဘူးအဲ့လိုမျိုးလုံးရတယ်ကဲခွဲလို့ပြီးသွားပြီနေဆိုတော့ချက်ဖို့ပဲကြံတော့တယ်ဒီမှာထောင်းတာကြက်သွန်ပြူရဲ့ရှင်းမို့ရစားဒါပဲထည့်တယ်ဗျမီးကတော့လာတယ်မီးနဲ့မချက်ဘူးပေါ့နော်မီးနဲ့မချက်ဘူးဘာကြောင့်မချက်ဘူးဆိုဒီလိုအရသာရှိနဲ့စားချင်တာ哦အရသာရှိနဲ့စားချင်တာ哦အချုံမိုးလည်းမထည့်ဘူးအရသာစစ်မွေးရသာချူလေးစားချင်လို့ပေါ့နော်စီလေးကတော့တက်ပြီနော်စီလေးကတော့တက်ပြီနီးကိုနဲ့တလူနဲ့ပေါ့နော်ဒီတက်ပြီခဏလေးဟောဒီမှာမိုးထည့်ပါကြီးဗျာ
နေခဲ့ပါကြီးဗျာဟောဒီမှာအဲ့နဲ့ဒီတော့ဦးနဲ့ဦးကြည့်တော့အဲ့နည်းနည်းလေးတော့မူနားလေးတော့မူလိုက်နေဟောနည်းလေးမူว่าหมูอ่ะป่ะသူ့အရသာလေးရှိအောင်ဆိုစနွေးပဲစနွေးရယ်စားရယ်ကျက်တူစုဒါပဲသူမထည့်ဘူးတနည်းမှတစ်ခါစားရတယ်ပဲအရသာရှိလေးချက်စားမှာအချိုမို့တွေမသုံး3 မိနစ်လောက်ပြည့်သွားပြီဆိုတော့ဖွင့်ကြည့်လိုက်မယ်အမလေးလိုက်တာပါအဲ့ဒါမှမူအကြီးထွက်တာကျွန်တော်စီးလိုက်တယ်မူကတော့သူအကြီးသူအကြီးထွက်တယ်မူကတည်းကမကြည့်လဲမူကတော့သူမွေးရဲ့အနံ့လဲမွေးနေတာဖွင့်လိုက်အတဘာဝအရကနာမူကမွေးနေတာပဲဒီနေ့လေးတနလေးပြန်အုံးမယ်အဲ့ဒီနေ့လေးဟုတ်ကြပြီအောင်ဒီအကြီးကတော့ထွက်တယ်မွေးအကြီးပေါ့နော်အရသာပြန်ဖုံးလိုက်မယ်ကြည်လောနေထားသူကျက်သွားပြီဆိုရင်တော့ကစုံရက်ထည့်တော့ပါမယ်ဘာလို့ဆိုကစုံရက်ကအစိတ်တောက်လေးဖြစ်တယ်ပေါ့နော်စိတ်တောက်လေးကိုဖယ်တယ်ပေါ့နော်စိတ်ရှိမရှိကစုံရက်နဲ့ဆိုမီးရင်းနဲ့ထားရပါပြီနော်စားလို့ရပါပြီ